မတီးနိုင်တဲ့ဂတိလေးတစ်ခုလောက်မပေးမိစေနဲ့တခါကအလွန်အေးတဲ့ဆောင်းညတညမှာတထေးကြီးတယောက်ကအိမ်ပြင်ထွက်လာတော့အနှွေးတယ်မရှိရှာတဲ့မရှိစင်းရဲသားအဖိုးအိုတယောက်နဲ့စုံတယ်ခမားမချမ်းဘူးလားအနှွေးတယ်လည်းမပါဘူးလားလို့မေးလိုက်တယ်ဟုတ်ကဲ့ကျွန်တော်မှာအနှွေးတယ်မရှိဘူးဒါပေမဲ့ဒီအေးတန်နဲ့နေသားကြနေပါပြီဟာဘယ်ဖြစ်မလဲခဏလေးဆောင်ကျွန်တော်အိမ်ထဲမှာအနှွေးတယ်သွားယူပေးမယ်လို့တထေးကြီးကပြောပြီးအိမ်ထဲပြန်ဝင်သွားတယ်စင်းရဲသားအဖိုးကိုလည်းပျော်သွားတာပေါ့တထေးကြီးကအိမ်ထဲရောက်သွားတော့လှုပ်เสียအလုပ်တွေများပြီးအနှွေးတယ်ယူဖို့ရောစင်းရဲသားအဖိုးအိုကိုရောမေ့သွားတယ်နောက်နေ့မနက်အိယာနိုးတော့မှစင်းရဲသားအဖိုးအိုကိုသူတတိယသွားတယ်အိမ်ပြင်မှာလိုက်ရှာကြည့်တော့အဖိုးအိုကအေးတန်ကြောင့်တေနေပါပြီအဖိုးအိုရဲ့ရုပ်အလောင်းကစီးနှင်းတွေဖုံးလို့ပေါ့ဘေးမှာတော့စားတဆောင်အရင်တုန်းကအနှွေးတယ်မရှိပေမဲ့အေးတန်ကိုရင်ဆိုင်နိုင်တဲ့အင်အားကျွန်တော်မှရှိတယ်ကျင့်သားရအောင်နေရတာကိုဒါပေမဲ့ခမားကကူညီပေးမယ်လို့ဂတိပေးပြီးနောက်မှာအဲ့ဒီဂတိကိုကျွန်တော်ယုံစားမိခဲ့တယ်အဲ့ဒီယုံစားမှုနဲ့အတူအေးတန်ကိုရင်ဆိုင်နိုင်တဲ့အင်အားတွေပါပျောက်ကျသွားခဲ့တာပါလို့စာထဲမှာရေးထားတယ်သင်ခန်းစာမတည်နိုင်တဲ့ဂတိတွေမပေးမိဖို့လိုပါတယ်ဒီဂတိလေးမတည်မိတာဘာမှမဖြစ်ပါဘူးလို့တင်ထင်ကောင်းထင်ပါလိမ့်မယ်ဒါဟာတင့်အတွက်မဖြစ်စလောက်ဆိုပေမဲ့တခြားသူအတွက်ဘဝကြီးတစ်ခုစာလည်းဖြစ်နေနိုင်ပါတယ်